အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကကြောက်တော့လေတလားမိုးလေးတွေရွာနေရဲ့ရွာနေဆောင်းရွာကဒီအတန်နဲ့တန်းချစ်ချေလေးပြောရမှာပေါ့နော်အတန်နဲ့ချစ်ချေလေးပြောရမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အတန်ဟောတာနားထောင်ရတာအစမတေတာမျိုးဖြစ်သွားလို့ရှိရင်တော့အများကြီးတောင်းပန်ပါတယ်တို့က nice stop ပြန် short ထားပြီးမယ်ပေါ့နော်အဆင်ပြေအောင်တော့လောက်ထားဒီနေ့တင်မှာပေါ့နော်ဒီနေ့ကတင်မှာတော့မဟုတ်ဘူးပြောပြမှာပေါ့နော်ပြောပြမှာကျတော့ content writing content writer ကောတရားမှုကိုတော်တော်เนาะဘာရေးချင်းတွေလိုအပ်မလဲပေါ့တော်တို့တွေကဒီ formula တွေသိတယ်ရေးပုံရေးနည်းတွေသိတယ်စာတော့ရေးတတ်သွားပြီဒါပေမဲ့ content writer ကောတယောက်တော့ဖြစ်မှာမဟုတ်ဘူးပေါ့နော် content writer တယောက်ကစာရေးတက်ရုံနဲ့မဖြစ်ဘူးပေါ့နော်ဆိုတာဆိုလို့ရှိရင် content writer တယောက်ဖြစ်ဖို့အတွက်ကြောင့်မလို့လိုအပ်တဲ့ဒီ skill လေးတွေကိုပြောပြပါမယ်ပေါ့နော်ထူထူအရင်ကြီးတော့မပါဘူးဒါပေမဲ့ဒီဟာလေးတွေကိုတော့တို့တွေက content writing content writer career ကိုသွားရမယ်ဆိုလို့ရှိရင်တော့သိထားဖို့လိုအပ်ပါတယ်နံပါတ်1အနေနဲ့ content writer ပေါ့နော်တို့တွေအခုတွေ content တွေကိုလေ့လာနေကြတယ်ပေါ့နော် content တွေလေ့လာကြပြီးတို့တွေ content တွေရေးဖို့ content writer လုပ်မလို့ပေါ့နော်လုပ်မလို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့တို့တွေက content writer ဆိုတာကဘာလဲဆိုတာကိုသိထားရမယ်ပေါ့နော် business နဲ့ customer ကိုကစီးပွားရေးလုပ်ငန်းရှင်တော့စီးပွားရေးလုပ်ငန်းကိုကစီးပွားရေးလုပ်နေတဲ့လုပ်ငန်းအဲ့စီးပွားရေးလုပ်ငန်းနေပြီးတော့မှအဲ့စီးပွားရေးလုပ်ငန်းရဲ့ customer တွေပြီးလို့ရှိရင်ကိုက creator တယောက်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ audience တွေကိုပေါ့နော်ဒီကြားထဲကနေတော့မှချိတ်ဆက်ပေးရတဲ့သူပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော်တို့တွေကဒီ marketing မှာပဲဖြစ်ဖြစ် creation မှာပဲဖြစ်ဖြစ်ပေါ့နော်အခုဒါတွေကကြတော့ကွာနွာကဘယ်လိုမျိုးအတွက်တင်ပေးတာလဲဆိုလို့ရှိရင်ပေါ့နော်ဒီအပူဝင်ငွေရချင်တယ် work from home လုပ်ချင်တယ် pay admin တွေလုပ်ချင်တယ် freelancer တယောက်အနေနဲ့လုပ်ချင်တယ် content writing content တွေကိုရေးပြီးတော့မှ income ရှာချင်တယ်ဒီလိုလူတွေအတွက်တော့ကအဓိကတင်ပေးတာဒါပေမဲ့ဒီရဲ့တော့ရဲ့အခုဒီ AIO မှာ share တင်တဲ့သားအများစုဒီ creation ကိုသွားမဲ့သူတွေများတယ်ပေါ့နော် creator ကိုလုပ်မဲ့လူတွေများတယ်ဆိုတာဆိုလို့ရှိရင် content တွေကိုဖန်တီးပြီးတော့မှကိုယ်တိုင် create လုပ်ချင်ကြရတယ်ပေါ့နော်လုပ်ချင်ကြရဆိုလို့ရှိရင်ဒီလို content တွေကိုဘယ်လိုဖန်တီးရမှာလဲအတားကိုလည်းသိဖို့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲ content အမျိုးအစားတွေမှာပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့အကုန်လုံးအတူတူပဲပေါ့နော်creation လုပ်မဲ့သူတွေဒီcopywriting ကိုရေးမှာမဟုတ် content ကိုပဲရေးမှာဒါဆိုလို့ရှိရင်တော့အခုတခါတည်း copy ကိုပါတခါတည်းတင်ပေးလိုက်တယ်တင်ပေးလိုက်တာဒီဘာလုပ်တာလဲဆိုလို့ရှိရင်ပြောမှဆိုလို့ရှိရင်ကိုယ်တိုင် page ထောင်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ဒီ customer တွေကိုကိုယ့်ရဲ့ audience တွေကိုစိတ်ဝင်စားအောင်လို့ရေးတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုက work from home အိမ်ကနေပြီးတော့မှpage admin တွေလုပ်ချင်တယ်ပေါ့နော်တာဝန်ယူချင်တာမျိုးပဲဖြစ်ဖြစ်ဒါတွေအဆင်ပြေအောင်လို့အပေါ်ဝင်ငွေရအောင်လို့ပေါ့နော်ဘယ်လိုအချိန်နေမျိုးမှမဆိုလို့ရှိရင် content ကိုတည်ထားမယ်ဆိုလို့ရှိရင်လုံးဝအဆင်ပြေတာဆိုတော့လေဒါကြောင့်မို့လို့ပေါ့နော်ကျွန်တော်တို့တွေကဒီကိုယ်တိုင်ကဒီ content writing ကိုသင်နေတယ် content writing ကိုသင်နေတာနဲ့ပဲပေါ့နော် content writer တယောက်လောက်ရမယ်ဆိုတော့မဟုတ်ဘူးပေါ့နော် content ကိုကိုယ်ကဘယ်လိုပုံစံမျိုးနဲ့အသုံးချမှာလဲကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုယ်ကစီးပွားရေးလုပ်ငန်းရှင်မို့လို့ကိုယ်စီးပွားရေးမှာပြန်ပြီးတော့မှအသုံးချမှာလားဒါမှမဟုတ်ရှင်ကိုက marketer တယောက်မို့လို့ကိုယ့်ရဲ့ဒီ marketing plan တွေမှာလုပ်တဲ့ခါကြလို့ရှင်အသုံးချမှာလားဒါမှမဟုတ်ရှင်ကိုက creator တယောက်မို့လို့ကိုက content တွေ create လုပ်တဲ့ခါကြလို့ရှင်ရေးဖို့အတွက်အသုံးချမှာလားပေါ့နော်နည်းနည်းဘယ်လိုပြောမလဲအခုမှစပြီးတော့လေ့လာတဲ့သူတွေအတွက်ဆိုလို့ရှိရင်ကဒါရှုပ်ကောင်းရှုပ်နိုင်တယ်ခက်ကောင်းခက်နိုင်တယ်ပေါ့နော်ဘယ်လိုပြောမလဲဒီခွန်းနိုင်ငံနေပြီးတော့မှအခန်းရဖို့ဘယ်လိုနည်းလမ်းအနေနဲ့တွားရမလဲဆိုတာကိုမသိတဲ့သူတွေအတွက်ပေါ့နော်ဒါကြီးကိုအပိုလို့လည်းမြင်နိုင်တယ်ဒါပေမဲ့ဒီလိုမျိုးလုံးဝမမြင်ပါနဲ့လို့ပဲတို့ကပြောချင်တယ်ဘာလို့လဲဆိုတော့ content တွေဒီဘယ်လောက်ထိအရေးကြီးလာလဲဆိုတော့ကိုcontent ကိုနှံ့နှံ့ဆက်ဆက်လေ့လာလေသိလာလေပဲပေါ့နော်ဆိုတာဆိုလို့ရှိရင် content writer ပေါ့နော် content writer ဆိုလို့ရှိရင်အဓိကအဖြစ်ကိုပြောလိုက်မယ်ဆိုလို့ရှိရင် content တွေကိုရေးတဲ့သူပေါ့ဒါဆိုလို့ရှိရင်စာရေးတာတည်တံ့ယူပဲလားမဟုတ်သေးဘူးနောက်တို့ဒီ content marketing ကိုနားလည်ရမယ်နောက်တို့တွေကဘာလို့လဲဆိုတော့ business ပေါ့နော် business နဲ့ customer နဲ့ကြားထဲမှာနောက်တို့တွေကဘယ်လိုရမလဲ audience တွေကိုပေါ့နော် relationship ကိုတိစောက်ပေးရသူကြားထဲကချိတ်ဆက်ပေးရတဲ့သူပေါ့နော်business ကနေပြီးတော့မှပစ္စည်းကိုရောင်းချင်တယ် customer ကနေပြီးတော့မှဝယ်ချင်တယ်ဆိုတော့တို့business နဲ့ပေါ့နော်ဒီ customer နဲ့စုံအောင်လို့နောက်တို့တွေက content အနေနဲ့လုပ်ပေးရတာဖြစ်တယ်ပေါ့နော်နောက်တို့ရေးတဲ့ content တွေကဘယ်လိုပြောမလဲတရားလေးပဲပေါင်းဖို့တရားလေးပဲပေါ့နော်အဲ့ဆိုလို့ရှိရင် content ကိုတရားလေးလို့လည်းပြောလို့ရတယ် content marketing ဒီဘာလို့လဲဆိုတော့တစ်ခုနဲ့တစ်ခုကိုနောက်တို့တွေကဒီချိတ်ဆက်ပေးမလို့ပေါ့နော်ဒါဆိုလို့ရှိရင် content writer တရားလုပ်တော့မယ်ဆိုလို့ရှိရင်ဘယ်လို skill တွေရှိဖို့လိုအပ်တာလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ writer လို့မှာစာရေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဘောနော်ဒီ writing skill တော့ရှိရမယ်လုံးဝစာရေးပြလို့မရဘူးဒါပြီးလို့ရှိရင်လောစာဖတ်တဲ့ skill လည်းရှိရမှာပေါ့နော်ကိုယ်တိုင်ကိုကစာဖတ်လေးဖတ်တာမရှိဘဲနဲ့ကိုရေးတဲ့စာဒီဘယ်လိုပြောမလဲလုံးဝစာကောင်းတစ်ခုမထွက်လာနိုင်ဘူးပေါ့နော်ကိုကဘယ်လိုမျိုးစာရေးတဲ့ flow ကိုသိမှတော့ရမယ်ဒါပေမဲ့အဲ့မှာတစ်ချက်သတိထားရမှာကတော့တွေကစာဖတ်တာများတဲ့အတွက်ကြောင့်မို့လို့တချို့ content တွေဆိုလို့ရှိရင်ဒါကကိုယ့်ရဲ့ online တွေကထွက်လာတာဒါဖြစ်သူများစာကိုကူးချထားတာလားဆိုတာမှ
ကိုယ်တိုင်းဇဝေဇဝါဖြစ်သွားတယ်ပေါ့နော်လုံးဝဒီစာအုပ်ကိုကိုကဖတ်ထားပြီးတော့မှဆွဲလန်းတဲ့ခါကြလို့ရှိရင်ဒါတွေကိုသုံးမိတက်တယ်ပေါ့နော်သုံးမိတဲ့ခါကြလို့ရှိရင်တချို့တလေပေါ့နော် idea inspire ယူလာတော့ကိစ္စမရှိပေမဲ့လုံးဝ copy ကြီးကိုသူများရဲ့ idea ကြီးကိုကူးချတာမျိုးကြတော့မလုပ်သင့်ဘူးပေါ့နော်မလုပ်သင့်ဘူးဒါပေမဲ့တမင်တကာလုပ်တာမျိုးမဟုတ်ဘဲနဲ့စာဖတ်များတဲ့အတွက်ကြောင့်မို့လို့ကိုကိုတောင်မှနော်ဒီလိုလုပ်မိလို့လုပ်မိမှမသိတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါပြီးလို့ရှိရင်တော့တို့တွေဒီနောက်ထပ် grammar ကိုသိထားရမယ်ပေါ့နော်grammar သိထားရမယ်ဒါမှပဲတို့တွေကဒါကအရေးစကားပြေလားအပြောစကားပြေလားဆိုတော့တို့တွေကသိမှဖြစ်တယ်ဒါကြောင့်မို့လို့တို့တွေဒီနာနေနာမဝိသေသနာတွေကိရိယာဝိသေသနာတွေဒါလေးတွေကိုတို့တွေကသိရမယ်ပေါ့နော်သိရမယ်ဒီ grammar ကကြတော့တို့တွေအလေတန်းလောက်ကပဲစပြီးတော့မှတင်လာတာဖြစ်တယ်ပေါ့နော်စပြီးတင်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ထူးထူးခက်ခက်ခဲခဲတော့မရှိဘူးပေါ့နော်ပြီးတော့ညီမတို့ဟောပါနော်တို့တွေကမြန်မာလိုရေးရတာလေနော်အင်္ဂလိပ်လိုရေးရတယ်ဆိုတော့ကျတော့အဆမပြောခဲ့တဲ့ဒီ international platform တွေမှာရေးမယ်ဆိုလို့ရှိရင်တော့အင်္ဂလိပ်လိုရေးတဲ့ခါကျလို့ရှိရင်အင်္ဂလိပ် grammar ပေါ့နော်အခုညီမလိုရေးမယ်ဆိုလို့ရှိရင်လည်းညီမလို grammar ပေါ့နော်တို့တွေဒီသိရမယ်ရေးတတ်ရမယ်ပေါ့နော်ပြီးလို့ရှိရင် research skill လည်းရှိရမယ်ကျွန်မဆိုလို့ရှိရင်တော့တို့တွေဒီတို့ရဲ့အုံနောက်ထဲမှာပေါ့နော်ဘယ်လိုလဲဒီတိုင်းဘာမှမလေ့လာဘဲနဲ့ဘာမှရှိနေမှာမဟုတ်ဘူးနော်မွေးကလေးကလူတွေကဒါတွေအားလုံးသိလာတာမဟုတ်ဘူးတို့တွေစာတွေဖတ်တယ်လေ့လာတယ် skill တွေကနေပြီးတော့မှတို့ knowledge တွေရတယ် knowledge တွေကိုရပြီးတော့မှတို့ရဲ့ဒီ idea တွေကိုပေါင်းစပ်ပြီးတော့မှပေါ့နော်ဒီလူတွေစိတ်ဝင်စားအောင်လို့တို့တွေကရေးကြတာပေါ့နော်ဆိုတော့အမှန်တော့တို့ဘာလိုအပ်သွားလဲဆိုတော့ဒီ research skill လိုအပ်သွားတယ်ပေါ့နော်ကိုလိုအပ်တဲ့သတင်းချက်လက်တွေကိုကိုကမှန်ကန်နဲ့ပြမရှာရမှာလဲပေါ့နော်တို့ကမနေ့ရှေ့ဗီဒီယိုမှာပြောသွားတယ်တို့ရေးလိုက်တဲ့ content တွေကပေါ့နော်ဒီ valuable information တမိုးရှင်းချက်လက်တွေကိုထုတ်ပေးနိုင်ရမယ်ပြီးလို့ရှိရင်သတင်းချက်လက်တွေကမှားရွံ့နေလို့မရအောင်လို့တော့ဆွမ်းနာတော့ရှေ့ဗီဒီယိုတစ်ပုဒ်မှာတော့ပြောသွားတယ်ပြောသွားတာဖြစ်တဲ့အတွက်ကြောင့်တို့တွေ research လုပ်တဲ့အခါကြလို့ရှိရင်လည်းပေါ့နော်ဒီတို့လုပ်တဲ့သတင်းအချက်လက်ပေါ့နော်တို့တွေကမျှဝေတဲ့သူတွေဖြစ်တယ်ပေါ့နော်မျှဝေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့ကိုမျှဝေလိုက်တဲ့ဟာကြီးကမှားနေမယ်ဆိုလို့ရှိရင်ဒီဟာကြီးကိုလိုက်နာထောင်တဲ့သူတွေအားလုံးအမှားကြီးကိုသိသွားမှာပေါ့နော်ဒါကြီးကမကောင်းဘူးပေါ့နော်မကောင်းဆိုတဲ့ကြောင့်မို့ကိုကဒီ research skill လည်းရှိရမယ်ပြီးလို့ရှိရင်ဒါတွေသုံးတတ်ရမယ်နော် website တွေသုံးတတ်ရမယ်ပြီးလို့ရှိရင်ဒီGoogle လိုမျိုး YouTube လိုမျိုးဒီလိုဟာလေးတွေကိုသုံးတတ်ရမယ်ကြည့်တတ်ရမယ်ပေါ့နော်ကိုလိုချင်တဲ့အချက်လက်တွေကိုကိုကရှာတတ်ရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ knowledge လည်းအရေးကြီးတယ်ပေါ့နော် content writer တယောက်ဒီနေ့ပဲဆုံးကိုပေါ့နော် knowledge တွေအများကြီးရှိနေဖို့လိုအပ်တယ်ဆိုတော့ဒါကြောင့်မို့အများကြီးမှတ်ရမယ်ပေါ့နော်ကိုကဒီ product တစ်ခုကိုရေးလိုက်မယ်ဆိုရှင်ဒီ product ကဘာမှမသိဘူးဘယ်လိုသုံးပြမှမသိဘူးသူရဲ့ quality ကလည်းဘယ်လိုမှမသိသူရဲ့ထုတ်ကုန်ကလည်းဘယ်လိုမှမသိသူရဲ့ result လည်းဘယ်လိုမှမသိအဲ့လိုမျိုးမသိချင်များစွာနဲ့ဟေးငါစီမှာတော့ဒီပစ္စည်းရောက်ပြီးချစ်တို့ရေတဲတို့ရေလာဝယ်လို့ရပြီဒီလိုလေးတော့ပြောလိုက်ရုံနဲ့မရဘူးဒါဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းရဲ့အားသာချက်တွေအားနည်းချက်တွေသူများလုပ်ငန်းရဲ့အားသာချက်တွေအားနည်းချက်တွေဒီကုန်ပစ္စည်းရဲ့အားသာချက်တွေအားနည်းချက်တွေတို့တွေကအားလုံးကိုလေ့လာရမယ်ပေါ့နော်ပြီးလို့ရှိရင်တို့တွေကknowledge ရှိရမယ်ကွာကိုကဒီအကြောင်းအရာတစ်ခုကို share လုပ်တော့မယ် share လုပ်တော့မယ်ဆိုရင်ကို share လုပ်လိုက်တဲ့အကြောင်းအရာကိုကိုကိုယ်တိုင်ကိုကနှံ့နှံ့ဆက်ဆက်သိရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့တို့ပြောချင်တဲ့သဘောကရေးရတတိတမသိဘဲနဲ့ကိုကတမျိုးတော့ပြောနေလို့မရဘူးပေါ့နော်ကိုကပြန်လဲပြီးတော့မှမျှဝေတဲ့သူဖြစ်တယ် creation လုပ်တဲ့လူတွေဆိုလို့ရှိရင်လည်းဒါကိုသိတယ်ပေါ့နော်ကိုယ်တိုင်ကပြန်ပြီးတော့မှမျှဝေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုနှစ်တည်းဆိုလို့ရှိရင်လည်းခုနှစ်တည်းနာမည်တွေဒါတွေအားလုံးကိုတော့တွေကဘယ်လိုလဲတက်တည်ပြရမှာပေါ့နော်အခုဆိုရှင် Roland ကြီးကိုထုတ်လုပ်ခဲ့တဲ့သူအကြောင်းပြောမယ်ဆိုလို့ရှိရင်ဒီဟာကိုRoland ကိုဘယ်နှခုနှစ်မှာဘယ်သူကဘယ်လိုမျိုးထုတ်လုပ်ခဲ့တယ်သူရဲ့လုပ်ငန်းစွာထားတွေအားလုံးတော့တွေကလေ့လာရမယ်ပေါ့နော် knowledge ရှိရမယ်အဲ့လိုမှမဟုတ်ပါနဲ့တိတလို့လို့မတိတလို့လို့တော့တို့တွေကတောက်လုံးနေလို့မရဘူးပေါ့နော်ပြီးလို့ရှိရင်ဒီ social media ဒီ skill တွေရှိရမယ်ပေါ့နော်ဒါတွေကတော့ဆွနာနိုရာပြောရသလိုပဲပေါ့နော်ဒီ website တွေမှာဆိုလို့ရှိရင်လည်းတို့တွေကသုံးတတ်ရမယ်ပေါ့နော်ဒါတွေတို့တွေကသိရမယ်ပေါ့နော်ဒါတွေအားလုံးအခုကြည့်လိုက်လို့ရှိရင်ကဘာမှတော့ခက်ခက်ခဲခဲကြီးတော့မပါဘူးဒီ skill လေးတွေရှိမယ်ဆိုလို့ရှိရင်တို့တွေစာရေးရတာအဆင်ပြေပြီပေါ့နော်စာရေးလို့ရပြီအဓိကကတော့လေ့လာမှုအားကောင်းရမယ်ပြီးလို့ရှိရင်ဒီနှမ်းဆက်ဆက်ပေါ့နော်တို့တွေကသိရမယ်ပေါ့မသိတဲ့ဟာတွေအားလုံးလည်းဘယ်လိုရမလဲဘယ်လိုမျိုးရှာလို့ရလဲဒါမျိုးပေါ့နော်ကိုမသိတဲ့အကြောင်းအရာတွေကိုဘယ်သူတွေစီမှာတော့တို့ထပ်ပြီးတော့မှမေးလို့ရသေးလဲဘယ်လို website တွေမှာတွားပြီးတော့မှကြည့်လို့ရလဲဒါလေးသဘောမျိုးပေါ့နော်ပြီးလို့ရှိရင်တော့ content writer တယောက်ကဘာတွေလုပ်ရမလဲပေါ့နော် content writer တယောက်ကဘယ်လိုပြောမလဲဒီစာလေးတစ်ခုရေးလိုက်တာနေနဲ့မပြီးဘူးပေါ့နော်ခေါင်းစဉ်လေးတက်စာလေးရေးတာလေးနဲ့လည်းမပြီးတော့တို့တွေကဒီရေးရမယ့် idea ကိုလေ့လာပြီးလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့ရေးရမယ်ဆိုတာကိုတို့တွေကစဉ်းစားရမယ်ဒါကကြတော့ကဥပမာဆိုလို့ရှိရင်တို့တွေကအကြောင်းအရာတစ်ခုကိုရေးမယ်ပေါ့နော်ရေးမယ်ဆိုလို့ရှိရင်အခုကဇဂမိတောင်ရဲ့တမိုင်းကိုရေးမယ်ပဲထားလိုက်ဇဂမိတောင်ရဲ့တမိုင်းကိုအေးဟုတ်ပြီအခုကမိုးရင်းဆိုလို့ရှိရင်တည့်တဲ့အတိုင်းပဲဖန်အရန်လာတယ်ဖန်လာတဲ့အတွက်ကြောင့်မလို့ခီးသွွားဧည့်သည်တွေကလာကြတယ်လာကြတဲ့ခါ
ခါကြလို့ရှိရင်ကိုယ့်ရဲ့ content ကိုသူတို့တွေစိတ်ဝင်စားတာဒီအခုချိန်မှာဆိုရှင်စကားပိတ်တောင်ပေါ့နော်စကားပိတ်တောင်အများနဲ့တက်ကြတယ်တက်ကြဆိုရှင်တို့တွေကဒီ content ကိုပြန်ချင်တယ်ကွာပြန်ချင်တယ်လူတွေစိတ်ဝင်စားတဲ့အကြောင်းအဖြစ်တော့ရေးချင်တယ်ရေးချင်ဆိုတော့တွေကဒီစကားပိတ်တောင်အကြောင်းဘယ်လိုပုံစံမျိုးနဲ့ရေးမှာလဲ knowledge sharing ပုံစံမျိုးနဲ့ရေးမှာလားဒါမှမဟုတ်ရှင်တို့တွေကတငယ်ချင်းတယောက်ကိုပြပြနေတဲ့ပုံစံမျိုးနဲ့ရေးမှာလားအဲ့ဒီဆရာတယောက်ကတပည့်တယောက်ကိုစကားပြောနေတဲ့ပုံစံမျိုးနဲ့ရေးမှာလားဒီလိုပုံစံမျိုးပေါ့နော်ဒီလိုငါတို့ပွဲလို့ formula ကိုသုံးပြီးတော့မှရေးမှာလေဒါအောင်တို့တွေဒီရေးရမယ့် idea ကိုစဉ်းစားပြီးတဲ့ခါကျလို့ရှိရင်ငါတို့ဘယ်လိုပုံစံနဲ့ရေးမယ်ဆိုတဲ့ဟာကိုပြန်ပြီးတော့မှစဉ်းစားရတယ်စဉ်းစားပြီးလို့ရှိရင်တော့လက်တွေ့ချရေးပြီးတော့မှအကောင့်ထဲပေါ်ရမယ်ဒါဒီအရေးကြီးရပေါ့နော်တစ်ခါကြောက်လို့ရှိရင်နူရာဖြစ်ပူလဲတဲ့ရုပ်တရက်တွေလားကိုယ့်ရဲ့ idea ရမှာပေါ့နော်ကိုယ့်ခေါင်းထဲမှာ idea ပေါ်လာတယ်ဟောငါဒီ content လေးကိုဖန်တီးလို့ရတယ်ကိုကောင်းစစ်စဉ်းစားပြီးတော့စဉ်းစားလို့ရှိရင်ကိုကဒီမှာ outline လို့ခေါ်တဲ့ချက်လေးတွေငါကတော့ဒါလေးတွေကိုထည့်ရေးမယ်ဘယ်လိုပုံစံမျိုးရေးလိုက်မယ်အဲ့ဒါတော့ချမရေးလိုက်မိကြည့်အဲ့နောက်ပြန်စဉ်းစားလို့ရှိရင်ဘာမှမသိတော့ဘူးတဲ့လားငါစဉ်းစားလိုက်တာငါစနပြောလိုက်တာဘာလည်းမသိဘူးငါသုံးလိုက်မဲ့စကားလုံးလေးတွေကဘာလည်းမသိဘူးပေါ့နော်ခါကြလို့ရှိရင်ကိုယ့်ရဲ့ခေါင်းထဲမှာလေးစကားလုံးမျိုးအသုံးနှုန်းလေးတွေပေါ့နော်စာသားစကားလုံးလှလေးတွေပေါ်လာတယ်ဒါပေမဲ့ကိုကမချရေးမိလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ဒီဟာကအုံနောက်ထဲမှာဘယ်တော့မှမနေဘူးပေါ့နော်ပြန်ပြီးတော့မှပျောက်ကွယ်သွားတာပဲဒါကြောင့်မို့ပါတော့နော်တွေကတွေးပဲတွေးနေလို့မရဘူးတကယ်ကြီးလက်တွေ့အကောင့်ထဲပုံမှန်သားလေး content တစ်ပုဒ်ဖြစ်မယ်ဆိုတာဆိုလို့ရှိရင်နော်တွေကစဉ်းစားပြီးတာနဲ့လက်တွေ့ချရေးပြီးတော့မှအကောင့်ထဲပေါ်ရမယ်ပေါ့နော်ဖော်ပြီးတဲ့ခါကျလို့ရှိရင်လည်းမပြီးသေးပြန်ဘူးမပြီးသေးပြန်နော်တို့ဘာတွေဆက်လုပ်ရမလဲနော်တို့ပြန်ပြီးတော့မှစစ်ရမယ်နော်တို့ရဲ့ဒီစာလုံးပေါင်းတွေကမှန်ရဲ့လားခေါင်းစဉ်တွေကကိုက်ညီမှုရှိရလားပေါ့နော်ဒီမှာပြောရဆိုရင်လည်းစာလုံးပေါင်းမှာရေးချမပါနေနော်ရေးချတဲ့တော့ဝင်မပါနေဒါကြောင့်တော့ရဲ့ဒီခံပါကလေညမစာဖောက်ကောက်ကောက်မရအောင်ကောက်မရအောင်လို့မျိုးရရတာတော်တော်လေးခက်တဲ့ထင်မှာပါတယ်အဲ့ဒါမြန်မာစာရိုက်လိုက်လို့ရှိရင်လေကိုကရေးလိုက်လို့ရှိရင်အမှန်ပဲမှာဖောက်ချိန်လိုက်လို့ရှိရင်မှာဟိုမျိုးစာလုံးတွေဝေးသွားရတာနဲ့နီးသွားရတာနဲ့အမျိုးမျိုးဖြစ်နေတယ်တော့ရဲ့ဒီခံပါလေနော်တို့တွေကပေါ့နော်တို့တွေကကိုယ်တိုင်တင်ဖို့ပဲဖြစ်ဖြစ်နော်တို့ကို customer တွေပေါ့နော်ဒီ client တွေကအဲ့လိုပဲဖြစ်နော်တို့တွေရေးပေးတဲ့ခါကြလို့ရှိရင်ဒီတိုင်း your in ဆိုပြီးတော့ပေးလို့မရအောင်အနည်းဆုံး3ခေါက်4ခေါက်လောက်ပြန်စစ်ရတယ်ပေါ့နော်စစ်တဲ့ခါတော့မှလေဒီခါတလေကြလို့ရှိရင်လေအမကလေပါသေးတယ်တိလားအဲ့ဒါလုံးဝတကယ်တေချာပဲလုံးဝစစ်စရာမလိုဘဲနဲ့စင်းလုံးချောကောင်းတဲ့ဆိုတာမျိုးမရှိဘူးစာလုံးပေါင်းကအစနော်တို့တွေပြန်စစ်ရတယ်ပြီးလို့ရှိရင်နော်တွေကဒီကိုပေးထားတဲ့ခေါင်းစဉ်နဲ့ကိုက်ညီမှုရှိရလားပေါ့နော်ပြီးလို့ရှိရင်ငါမဆိုင်တဲ့အကြောင်းအရာတွေထည့်ပြီးတော့များရေးထားမိပြီလားပြီးလို့ရှိရင်ငါတကယ်ထည့်တဲ့အချက်တွေရောထည့်ထားရဲ့လားပေါ့နော်ပါတဲ့အချက်တွေရောပါရဲ့လားမလိုအပ်ဖ ೇನೆ ဘာတွေပါနေတာရှိလဲဆိုပြီးတော့မှနော်တို့တွေဒီအတက်နိုင်ဆုံးစာကိုပြန်ပြီးတော့မှချုပ်ရတယ်ပေါ့နော်ချုပ်ပြီးတော့မှနော်တို့ editing လုပ်ရတယ် editing လုပ်လို့ရှိရင်ပြန်စစ်ရတယ်နောက်ဆုံးမှဆိုရှင်headline လေးကလည်းစိတ်ဆောင်မှုရှိပြီးကောင်းပြီပေါ့နော်နောက်ဆိုcall to action လေးကလည်းကောင်းပြီဒါဆိုလို့ရှိရင်ဒီ content လေးက ready ဖြစ်ပြီးတင်ဖို့အဆင်သင့်ဖြစ်ပြီးဒါဆိုရှင်တို့တွေက client စီကိုပို့ပေးကြမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့တွေကမရေးခင်မှာပေါ့နော် content တစ်ပုဒ်ကိုစပြီးတော့မှမရေးခင်မှာဆိုလို့ရှိရင်ယူဆိုစနတော့ပြောရတယ်တွေးမယ်တွေးရတဲ့အပိုင်းမှာဆိုလို့ရှိရင်တော်တော်များများကကြာဒီချရေးတာထက်ပေါ့နော်ဘာရေးရမလဲဆိုပြီးတော့မှစဉ်းစားရတဲ့အကြောင်းအရာကပိုခက်တယ်ပေါ့နော်အဲ့တော့ဒီ content တစ်ပုဒ်ကိုဖန်တီးတော့မယ်ပေါ့နော်ဖန်တီးတော့မယ်ဆိုခုစမှာစဉ်းစားကြည့်လိုက်ကွာကစုံလာပြည့်နေ့ရောက်ပဲပေါ့နော်ကစုံလာပြည့်နေ့ရောက်ဆိုတော့တို့ထားလိုက်ပါတင်းကျွတ်ပဲထားလိုက်ပါအောင်ကစုံကဝေးသေးတယ်ဆိုတော့တင်းကျွတ်လာတော့မယ်တင်းကျွတ်လာလို့ဆိုရင်တော့တွေကတင်းကျွတ်နဲ့ပတ်သက်ပြီးတော့မှ content တင်မယ်ဆိုတာဆိုလို့ရှိရင်ဘယ်လိုမျိုးတင်မှာလဲသတင်းကျွန်းနဲ့ပတ်သက်ပြီးတော့မှဒီ content တင်မှုရေးဆိုလို့ကျွန်တော်တို့တွေကသတင်းကျွန်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုအကြောင်းအရာမျိုးကိုတင်မှာလဲသတင်းကျွန်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ကဘယ်လိုပြောမလဲအဘိဓမ္မာတရားလားဟောတာဒီကျမဟောပြီးပြန်စင်လာလေဟုတ်မယ်ထင်တယ်အဘိဓမ္မာကာရဏီဆိုဟုတ်တယ်အဘိဓမ္မာတရားအကြောင်းကိုတင်ပါလားပြီးလို့ရှိရင်သတင်းကျွတ်ကဘယ်လိုမျိုးပုံစံမျိုးဖြစ်လာတာလဲမြတ်စွာဘုရားကဒီဘယ်လိုလဲမေတော်ဝင်စားတဲ့နှစ်တာကိုတရားတော်ဟောပြီးတော့မှပြည့်စင်လာတဲ့နေ့ပေါ့နော်ဆိုလို့ရှိရင်တို့တို့တွေကစီမီကိုဘာကြောင့်မို့လို့ပူဇော်ကြတာလဲဘယ်လိုဟာလဲပေါ့နော်ဒီလိုပုံစံမျိုးတွေပေါ့နော် content နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးကိုရေးမယ်ဆိုတာမှစဉ်းစားရတာပို့ပြီးတော့မှခက်တယ်ပေါ့နော်ခက်တယ်ဆိုတာအတွက်ကြောင့်မို့လို့ကိုကအခုအဲ့ဒီတွေကနေပြီးတော့မှအကြောင်းအရာတစ်ခုခုကိုရွေးပြီးလို့ရှိရင်ပေါ့နော်သူနဲ့ပတ်သက်တဲ့ဟာလေးတွေကိုတော့တွေက research လိုက်လုပ်မယ်လိုက်ရှာမယ်လိုက်ရှာလို့ရှိရင်တော့တွေကပို့ပြီးတော့ရေးလိုက်မယ်ပေါ့နော်ဒါကပို့ပြီးတော့မှလွယ်သွားတယ်ပေါ့နော်စဉ်းစားပြီးဆိုလဲဒါကဘာနဲ့တူတာလဲဆိုလို့ရှိရင်ကိုကဈေးသွားပြီးတော့မှဘာဟင်းချက်ရမယ်မသိရလဲတူတယ်ကွာဈေးတော့သွားလိုက်တယ်သွားပြီးတဲ့အခါကျလို့ရှိရင်ပစ္စည်းတွေကဘယ်လိုလဲဟင်းချက်စရာတွေကအများကြီးပဲပေါ်နေပေါ့နော်ပေါ်နေတဲ့အခါကျလို့ရှိရင်ဘာချက်လို့ချက်မသိကြက်သားလည်းမနေ့ကစားပြီးငါလည်းမစားချင်တော့ဘူးလို့ပုံစံမျိုးဖြစ်ကြတယ်ပေါ့နော်အကယ်၍ကိုကတာလင်ဘာဟင်းချက်ရမလဲဆိုတာကိုဆုံးဖြတ်ပြီးပြီဆိုလို့ရှိရင်ချက်တဲ့နေရာကိုမသိနေအောင်ပါပေါ့နော်ဟင်းချက်နေစာအိုးလှန်ပြီးတော့ချက်လိုက်လို့ရှိရင်ပို့ပြီးတော့မှလွယ်တယ်ပေါ့နော်ဒါကြောင့်မို့လို့စဉ်းစားရတဲ့အပိုင်း idea ထုတ်ရတဲ့အပိုင်းကပို့ပြီးတော့မှခက်တယ်ပေါ့နော်ဒီချက်ရေးလိုက်တာကြီးကအရင်လွယ်တယ်ပေါ့နော် target audience တွေတော့တို့တွေစဉ်းစားရတယ်ပြီးလို့ရှိရင်တော့တို့ goal တွေကိုတတ်မှတ်ရတယ်ပေါ့နော်ပြီးလို့ရှိရင်တော့တို့ရဲ့ဒီ audience customer တွေကဘာတွေလိုအပ်နေတာလဲ
သူတို့တွေကဘာတွေလိုချင်နေရလဲဆိုတာတွေကိုအားလုံးစဉ်းစားရတယ်ပေါ့နော်တကယ်လို့အဲ့လိုမျိုးစဉ်းစားပြီးတဲ့ခါကြလို့ရှိရင်တော့အဖြေတစ်ခုရသွားပြီအချက်လက်အကျဉ်းလေးရသွားပြီဆိုလို့ရှိရင်တော့တို့တွေကဒီချရေးလို့ရပြီပေါ့နော်ချရေးတာပို့ပြီးတော့မှခက်တယ်ပေါ့နော်အဲ့လိုမျိုးတွေးတဲ့ခါကြလို့ရှိရင်နော်တို့အနေနဲ့ပေါ့နော်တို့ရဲ့ product ကိုနော်တို့သိရမယ်ခါလေကြားလို့ရှိရင်ဖြစ်ဘူးလေဒီလားနော်ဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုလဲ product တွေအများကြီးကိုရေးတယ်ကွာ product တွေအများကြီးကိုရေးတဲ့ခါကျတော့ခါလေကြားလို့ရှိရင်ကိုယ်တိုင်းတော့မတွေ့ဘူးလေ product တွေကြုံရတယ်ပေါ့နော်ကြုံရတဲ့ခါကျလို့ရှိရင်ဒီ product ရဲ့အသုံးဝင်မှုကိုလည်းနော်တို့ကိုယ်တိုင်လည်းမသိဘူးဒီတခါဘာတွေအများဆုံးဖြစ်ဆိုရင်ဒီလျှက်စစ်ပစ္စည်းတွေဆိုလို့ရှိရင်အရင်ဖြစ်တယ်တရားဘလို့ရှိရင်ဒီဖုံဆုပ်ဆက်တွေပေါ့နော်ဖုံဆုပ်ဆက်ဆိုလို့ရှိရင်အော်သူ့ရဲ့ဟာဘယ်မိတ်လဲပေါ့နော်ပြီးလို့ရှိရင်ပြောမဆိုလို့ရှိရင်ကွာနော်တို့အနေထားနဲ့ဖုံဆုပ်ဆက်ကိုနေရာတုံးနေတဲ့လူတွေမဟုတ်ကွာသိရမလားအဲ့ဆိုရင်ဒီဖုံဆုပ်ဆက်ရဲ့အလုပ်လုပ်ပုံတော့တို့မသိဘူးမသိတဲ့ခါကျလို့ရှိရင်ဒါကြီးကိုသွားပြီးတော့မှရေးရတာဒီခက်တယ်ပေါ့နော်ဖုံဆုပ်ဆက်ကိုဘာလို့တုံးပါလဲဒီတိုင်းဘယ်လိုရမလဲနော်တို့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကွာဒီတိုင်းကြမ်းတိုက်လိုက်လို့ရှိရင်လည်းပြောင်းတာပဲလေနော်အဲ့ဆိုရင်ဖုံဆုပ်ဆက်ကိုဘာလို့တုံးတာပြီးတော့ပို့ပြီးတော့စမတ်ကြချင်တာလားပြီးတော့ပို့ပြီးတော့မှတက်တက်ရှိတတပြောင်ဖြစ်ချင်တာလားလို့ရှိရင်ဒီတက်ရှိလောက်ရတာခက်တဲ့နေရာတွေပေါ့နော်တက်ရှိလောက်ချင်တာဆိုရှင်ဒီဆက်နဲ့ပတ်သက်ပြီးတော့လူတယောက်ကဖုန်းသုံးဆက်ကိုဝယ်တော့မယ်ဆိုလို့ရှိရင် तू ကဘာတွေကိုကြည့်မှာလဲဒါတွေကိုတော့မသိဘူးပေါ့နော်ဥပမာဆိုလို့ရှိရင်တော့တိမှာဆိုလို့ရှိရင်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကွာကိုဖုန်းဝယ်မယ်ပေါ့နော်ဖုန်းဝယ်မယ်ဆိုလို့ရှိရင်ဖုန်းနဲ့တော့နွားနဲ့ကရင်းနှီးတဲ့အတွက်ကြောင့်မို့လို့ဖုန်းဝယ်မယ်ဆိုလို့ရှိရင်အော်ဒီဖုန်းကတော့ RAM ဘယ်လောက်ဘယ်ကုမ္ပဏီကထုတ်တာအော် China လားအော်ပြီးလို့ရှိရင်သူကတော့ဟိုပါလဲ256သူကတော့ဗာကင်မရာကတော့ဘယ်လိုမျိုးသူရဲ့ကာလာလေးကတော့ဘယ်လိုဒါဆိုလို့ရှိရင်နွားကသိချင်တဲ့ဟာတော့သွားမေးလိုက်လို့ရတယ်နွားရဲ့ဒီဆိုင်သွားပြီးလို့ရှိရင်ဟိုဘယ် model က256ဘယ်လောက် model ဈေးဘယ်လောက်လဲတော့သွားမေးလိုက်လို့ရပါဘောနော်ဒါဆိုလို့ရှိရင်နော်တို့လောက်ရမှာကပေါ့နော်ဒီ customer မေးစရာမလိုအောင်လို့နော်တို့တွေကလောက်မှာဖြစ်တယ်ပေါ့နော်လောက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော် customer ကဗာမေးနိုင်လဲဆိုတော့တော့ကြိုတော့မှတွေးရမယ်ဥပမာဆိုလို့ရှိရင်ဖုန်းပေါ့နော်ဖုန်းတော့ဖုန်းတော့ဝယ်မယ်ဆိုလို့ရှိရင်ဒါ RAM ဘယ်လောက်လဲသူကဘယ်လိုပြောမလဲ RAM ဘယ်လောက်လဲသူက256လားပါလားညာလားတော့အဲ့လိုမျိုးမေးမယ်အဲ့ဆိုရှင်တော့ contact ရေးတဲ့ခါကြလို့ရှိရင်ဒီဖုန်းလေးကတော့ RAM 8ပါသူကတော့256က RAM ကတော့ဘယ်လောက်ပါတယ်ကေကတော့ဘယ်လောက် battery ကတော့ဘယ်လောက် MB อ่ะ9000ဆို9000 4500ဆိုလေအဲ့လိုမျိုးသူရဲ့ data အချက်လက်တွေထည့်ရေးလို့ရတယ်ဆိုတော့ဖုန်းသုံးဆက်ကိုအဲ့လိုမျိုးပုံစံတော့ရေးမယ်ပေါ့ထားလိုက်ပါတော့ရေးမယ်ဆိုလို့ရှိရင်တို့ကပြောမဆိုဒီဖုန်းဆုံးဆက်အကြောင်းကိုမသိဘူးမသိတဲ့ခါကျလို့ရှိရင်customer တယောက်အနေနဲ့ပေါ့နော်ဖုန်းဆုံးဆက်ကိုဝယ်ဖို့စဉ်းစားနေတဲ့လူတယောက်အနေနဲ့ဖုန်းဆုံးဆက်နဲ့ပတ်သက်ပြီးတော့မှဗာမေးခွန်းကိုမေးမလဲဆိုတော့ကိုယ်တိုင်ကိုကမသိဘူးမသိတဲ့ခါကျလို့ရှိရင်အဲ့ဒီမှာအချက်လက်တွေတွားပြီးတော့ထည့်ရေးလို့မရဘူးအဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲ reset လုပ်ရမယ်ကိုယ်တိုင်ကရင်းနှီးကြောင်းဝင်မှုမရှိဘူးမသုံးဘူးတဲ့ဟာဆိုလို့ရှိရင်တော့မှာပေါ့နော်တို့တွေကရှာရမယ်ပြီးလို့ရှိရင်ဒီဖုန်းဆက်ကိုသုံးမဲ့သူတယောက်ဝင်မဲ့သူတယောက်အနေနဲ့ဘယ်လိုမေးခွန်းတွေမေးနိုင်လဲဆိုတော့တို့တွေကပြန်ပြီးတော့စဉ်းစားကြည့်ရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဖုန်းဆက်ကိုမျိုးဝင်မဲ့လူတယောက်အနေနဲ့ပေါ့နော်ဘယ်လိုမေးခွန်းတွေမေးနိုင်လဲပြီးလို့ရှိရင်ဒီဖုန်းဆက်မှာဘယ်လို fashion တွေပါလို့ရှိရင်လူကြိုက်များတယ်ပြီးလို့ရှိရင်ဒီထဲမှာဘာတွေပါဖို့လိုအပ်လဲပေါ့နော်ဖုန်းဆက်ရဲ့အားသာချက်အားနည်းချက်ဘယ်လိုအသုံးပြုရတယ်ဘယ်နိုင်ငံထုတ်အာမခံပါလားမပါလားဒါတွေပေါ့နော်ပြီးလို့ရှိရင် microwave တို့ပါလို့ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲပေါ့နော်ပြီးလို့ရှိရင်တခုရှိတယ်တလားလုံးဝလေမတိုက်ရပြီးတော့လေဟိုမိဖို့တိုက်တဲ့ဟိုအချောင်းကြီးလေအဲ့လိုအချောင်းရင်ငွေ့နေလားမသိအဲ့ဒီဟာလေအဲ့ဒါဆိုလို့ရှိရင်လေကွာနှွာဆိုလို့ရှိရင်မိဖို့နဲ့ပတ်သက်ပြီးလို့ရှိရင်နှွာတည့်ရဒီရိုးတိုက်တဲ့ဒီမိဖို့ပဲတည့်ရအဲ့လိုမျိုးဟာကြီးကလုံးဝမသိနေတဲ့အရာကြီးကွာမသိနေတဲ့အရာကြီးကိုဒီဟာကြီးကိုကိုယ်တိုင်ကိုကမသိပါနဲ့ဘယ်လိုခံစားပြီးတော့ရေးရမှာလဲပေါ့နော်ကိုယ်တိုင်ကရောဒီဟာကြီးကိုဝယ်မယ်ဆိုလို့ရှိရင်ဘယ်လိုသုံးရမှာလဲနှွာကိုအဲ့ဒီဟာကြီးကိုလာပေးလိုက်တယ်ထားနှွာအဲ့ဒါကြီးကိုမသုံးတော့သိရမှာနှွာအဲ့ဒါကြီးကိုမသုံးတော့ဆိုလို့ရှိရင်အသုံးလည်းမပြုတ်တော့ဘူးနားလည်းမလည်ပဲနဲ့ဘလို့အဲ့ဒီကွန်တန့်ကိုသွားပြီးတော့မှရေးလို့ရမှာလေပေါ့အဲ့လိုမျိုးတွေဖြစ်တယ်ရတဲ့အခါကျတော့ကျွန်တော်တို့တွေဒီတုံးတက်တဲ့လူတွေမေးရတယ်ဒါကဘလို့သုံးဝင်တာလဲဒါကဘလို့သုံးပြရတာလဲအဲ့လိုရှင်ဘလို့မျိုးသူ့ရဲ့အကျိုးကျေးဇူးတွေကရတာလဲသူ့ရဲ့အားနည်းချက်ကပါလဲကျွန်တော်တို့တွေကသိရမယ်ပေါ့နော်အဲ့ဆိုလို့ရှင်ကျွန်တော်တို့တွေကလူတိုင်းကမသိဘူးအဲ့ဒါကြောင့်ကျွန်တော်တွေကခုနကနေဖန်တီးတဲ့ခါကြလို့ရှိရင်ဒီ value ပေးရမယ် value ပေးတဲ့ကိုနောက်လို့ရှိရင်ဒါကို unit selling point လို့လည်းခေါ်တယ်လို့ကျွန်တော်တို့ offer လို့လည်းခေါ်တယ်ပေါ့နော် offer ဆိုတာကကွာတရားတခုခုသူတို့ကိုကမ်းလှမ်းပေးလိုက်တာပဲเนาะတွေ discount ချပေးလိုက်တာဖြစ်ချင်းဖြစ်မယ်သူတို့လိုချင်တဲ့အရာတခုခု customer လိုချင်တဲ့အရာဒီ offer ပဲတရားမလားလောကဈေးလျှော့ရောင်းနေမှာ discount တွေချနေမှာ promotion ပေးနေမှာ offer မဟုတ် customer ဒီပစ္စည်းအသုံးပြုတဲ့နေကိုသိချင်တာလားအဲ့ဒီပစ္စည်းအသုံးပြုတဲ့နေကိုတော့တင်ပေးလိုက်တာဒါဒီ offer ပဲသိရမှာလားလောကပြောမယ်ဆိုလို့ရှိရင်ကွာပြောမယ်ဆိုလို့ရှိရင်ပေါ့နော်အဲကိုကပေါ့ကိုကအခုချိန်မှာဆိုလို့ရှိရင်ကွာရောက်လာပြီခေါမိုးရသည်လည်းရောက်လာပြီအင်ကြီးတွေကမချောက်ဝေချောက်ဆက်ကိုကဝယ်ချင်တယ်ဆိုလို့ရှိရင်ဆိုင်ရနှစ်ဆိုင်ရှိမယ်ကွာဆိုင်ရဒီမှာတစ်ဆိုင်
ဒီမှာတစ်ဆိုင်ပေါ့နော်ဆိုင်ကနှစ်ဆိုင်ရှိမယ်နှစ်ဆိုင်ရှစ်ခါကြလို့ရှိရင်ဒီပေတံဆိုင်ကပေါ့နော်ပေတံလို့ပေးထားတဲ့နာမည်ဆိုင်အဝတ်60နဲ့ပတ်သက်ပြီးတော့မှသူကအသုံးပြုပုံတွေလည်းသူကတင်ထားပေးတယ်ပြီးလို့ရှိရင်သူနိုင်ငံထုတ်တဲ့အကြောင်းတွေလည်းသူရေးထားပေးတယ်ပြီးလို့ရှိရင်ဘယ်နှမိနစ်ထားရတယ်ဘယ်လိုမျိုးပြုလုပ်ရတယ်ပြုပြင်ရဘယ်လိုမျိုးအသုံးဝင်တယ်ဘယ်လိုမျိုးချိတ်ဆက်လို့ရတယ်သူရဲ့ fashion တွေကဘယ်လိုလုပ်တယ်ဘယ်လိုရင်ငွေ့ပြန်တယ်အဲ့လိုမျိုးတွေသူကအကလုံးကိုသူက knowledge share post တွေသူကတင်ပြီးတော့သူက branding တည်ဆောက်ထားတယ်အဝတ်60နဲ့အဝတ်60နဲ့ပတ်သက်ပြီးတော့မှဒီဆိုင်ကကြတော့ဒီဘောပိတ်ဆိုင်ကကြတော့ချစ်တို့ရေမွေးရတီမှာလိုအပ်တဲ့အဝတ်64တွေမမင်းတို့ဆိုင်မှာရနေပြီဈေးနှုန်းလဲချိုတယ် quality လဲကောင်းတယ်လာဝယ်လို့ရပါပြီဟုတ်ပြီသူပစ္စည်းကဈေးနှုန်းချိုတယ် quality ကောင်းတာပြီနိုရာမတုံးတက်တာဒီပစ္စည်းကိုတော့တောက်ဝယ်ပြီးတော့ဖန်လောက်ရမှာquality ကောင်းတယ်ဆိုတော့ဘာကောင်းတာလဲအဲ့ဒါကြောင့်ပြောတယ်ကိုကကောင်းတယ်ဆိုပြီးထိုင် on နေလို့မရဘူးဥပမာကောင်းတယ်ဆိုတာဒီဘာဖြစ်လို့ကောင်းတာလဲသူကအလူမီနီယံနဲ့လုပ်ထားလို့ကောင်းတာလားသူရဲ့အင်ဂျင်ကဘယ်လိုမျိုးပါလို့ကောင်းတာလဲသူရဲ့ရင်ငွေ့စားဘယ်လိုဟာမျိုးတွေတုံးတာလို့လဲသူရဲ့ gain တွေကဘယ်လိုစတီးမျိုးစားတွေတုံးတာလို့ကောင်းတာလဲအဲ့လိုကောင်းတယ်ဆိုတော့ဟာဟိုဒီတိုင်း quality ကောင်းတယ်လို့ပြောလို့မရဘူးဘာကြောင့်မို့လို့ကောင်းတယ်ဆိုတော့အကျိုးတွေအကြောင်းတွေဒီခါလေးကိုနော်တို့တွေကရှင်းပြရမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာကျတော့သူကပြောထားတယ်ဆိုတော့သူကအသုံးပြုပုံတွေပါညာတယ်သူရဲ့တရပို့တယ်သူရဲ့အသားတွေမူးကတာပဲသူအားလုံးသူတင်ထားတယ်လုံးဝသူတင်ထားတဲ့အတွက်ကြောင့်မလို့ကိုကအဝေး60နဲ့ပတ်သက်ပြီးရှာကြည့်လိုက်တဲ့ခါကျလို့ရှိရင်ကိုမသိတဲ့ဟာတွေရှာဖတ်ရင်လည်းသူ့ပေကိုသွားတွေ့သူ့ပေကိုသွားတွေ့ရင်လည်းသူ့ဟာတွေဖတ်ရင်လည်းအဲ့ဆိုလို့ရှိရင်သူ့စီကအဝေး64ကဒီလိုအသုံးဝင်တာပဲဒီလိုအသုံးပြုလို့ရတာပဲသူရဲ့ quality လေးကဒီလိုရှိတာပဲစိတ်ထဲမှာသိပါတယ်လို့ရှိရင်ဒီနှစ်ခုထဲမှာဆိုရှင်ဘသူ့စီကဝယ်မယ်ထင်လဲတေချာပေါက်ရှင်းပြလာတဲ့လူစီရမယ်နော်ဝယ်မှာဒီဟာဒီဘာလို့လဲသူ quality ကောင်းတယ်ပဲသူပြောထားတာအသုံးလို့တယ်နိုးရသည်မှာမိုးရသည်မှာအသုံးလို့တယ်အဝတ်ချဖို့အတွက်အဝတ်60ဒီမှာလာဝယ်လို့ရတယ် quality ကောင်းတယ်ဈေးတက်တာလေဒါပဲသူပြောလာတာ quality ကောင်းတဲ့ဈေးတက်တာတဲ့ငါလိုချင်တဲ့ quality လည်းမဟုတ်ဈေးတက်တာတဲ့အရာလည်းမဟုတ်ငါအသုံးဝင်တဲ့အရာကိုလိုချင်တာနော်ဆိုလို့ရှိရင်အဲ့လိုတက်ပြန်ပြောပါအဲ့ဒါကြောင့်မို့လို့ online shop အများစုတွေမှာတွေ့ရတယ်သူတို့စီမှာဈေးတက်တာတယ်လို့ပစ္စည်းစုံတယ်လို့ဒီတိုင်းပဲသူတို့ထိုင်အောင်ပစ္စည်းကောင်းတယ်လို့ဘာကြောင့်ကောင်းလဲဆိုခါမပါဒါကြောင့်မို့လို့ပေါ့နော်ကိုယ့်ကို customer ကဘာကြောင့်မို့လို့ရွေးချယ်ရမှာလဲကိုယ့်ရဲ့ product ကိုဘာကြောင့်မို့လို့ရွေးချယ်ရမှာလဲအခုဆိုလို့ရှိရင်အခုတင်တန်းကျောင်းတွေပြောကြမယ်တင်တန်းကျောင်းတွေပြောကြလို့ရှိရင်ခုနကတင်တန်းတွေအများကြီးရှိတယ်အများကြီးရဲ့တလို့တော့မကုန်ဘူးအများကြီးရှိတယ်ဒါဆိုလို့ရှိရင်တော့ဘာလို့ရွေးချယ်ရမှာလဲနော်ရာကနော်ကိုရွေးချယ်တင်တဲ့အချက်တွေကိုနော်ကချမပြထားအောင်ဆိုလို့ရှိရင်ဘယ်သူမှနော်ကိုရွေးချယ်မှာမဟုတ်ဘူးအဲ့လိုပုံစံမျိုးပေါ့နော်ဒါဆိုလို့ရှိရင်နော်တွေကအခုနော်ကဒီမှာရွေးချယ်လို့ရတဲ့အကြောင်းပြချက်ကိုထပ်ပြီးတော့မှပေးလိုက်မယ်ဆိုလို့ရှိရင်ဒါဒီကြော်ညာတစ်ခုဖြစ်သွားမယ်ပေါ့နော်ဟုတ်လို့ရှိရင်ဘယ်လိုလားအဖက်နဲ့နော်အရှိမလည်းရှင်းပြခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှော့ကောင်မှာဆိုလို့ပေါ့နော်နော်ကစကားတွေအမျိုးညာပြီးတော့မှဗီဒီယိုကြီးရှိသွားမှာဆိုလို့ဘာကြောင့်ရွေးချယ်နော်ကဘာကြောင့်ရွေးချယ်တဲ့နေဆိုတဲ့အကြောင်းတော့မပြောတော့ဘူးเนาะဒါပေမဲ့နွားဒီနွားရဲ့တင်တန်းကို marketing ဆင်းမယ်ဆိုလို့ရှိရင်နွားခုန marketing လုပ်မယ်ဆိုလို့ရှိရင်တေချာပေါ့ဒီအချက်တွေကိုနွားထည့်ပြောရမှာပေါ့နော်ဒါအခုစတင်နေပြီဆိုတော့နွားမပြောတော့ဘူးအဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့အားသာချက်အားနည်းချက်ကိုလည်းကိုသိရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းရဲ့အခွင့်အလမ်းတွေပေါ့နော်အခွင့်အလမ်းတွေကဘယ်လိုရှိတယ်လို့ကိုယ့်စီမှာလာလို့ရှိရင်ဘယ်လိုအခွင့်အရေးတွေရနိုင်တယ်အဲ့ပေါ့နော်ကိုကဘယ်လိုပြောမလဲကိုကအခုဆိုလို့ရှိရင်ကိုကကတင်ရောင်းတယ်ကတင်ရောင်းတယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာကတင်ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကအိမ်နာရရောက်တက်ဆင်ပေးတယ်တက်ဆင်ကအခမဲ့နေပေါ့နော်ဒါမှမဟုတ်ရှင်တော့ပို့ဆောင်ကအခမဲ့နေပို့ဆောင်ပေးတယ်ဒီလိုပုံစံမျိုးတွေပေါ့နော်ကိုယ့်စီမှာလာလို့ရှိရင်ရမယ့်အခွင့်အရေးတွေကိုလည်းသိရမယ်ပြီးလို့ရှိရင်ကိုကလေဒီလားအားသာချက်တွေကောင်းချက်တွေပဲသိနေလို့များကိုယ့်ရဲ့အားနည်းချက်ကိုလည်းကိုသိရမယ်ဒါဆိုလို့ရှိရင်တမန်လုပ်ငန်းတွေကိုလိုက်လေ့လာမယ်ကိုနဲ့လုပ်ငန်းတူတဲ့လုပ်ငန်းတွေပေါ့နော်လုပ်ငန်းတွေလေ့လာပြီးသူတို့တွေကဘာတွေလုပ်နေရလဲခွေးတာချင်းချင်းဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲလေလားပြီးလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်နေရာတိုင်းမှာပေါ့နော်တစ်ခုနဲ့တစ်ခုကမတူကအားသာချက်အားနည်းချက်ရှိကြတယ်ဆိုတော့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အားသာချက်တွေကိုယ့်ရဲ့အားနည်းချက်တွေသိပြီးတော့မှအားနည်းချက်တွေဆိုလို့ရှိရင်လည်းတက်နိုင်တဲ့လောက်တော့တွေကပြင်ဆင်ရမယ်ပေါ့နော်ပြင်ဆင်ရမယ်ပြီးလို့ရှိရင်ဒီဈေးကွက်ပြိုင်ဆိုင်မှုအခြေအနေတွေကိုလည်းတော့သိရမယ်နော်တို့ရဲ့ပြိုင်ဘက်တွေကဘာတွေလုပ်နေပြီလဲပေါ့နော်တောက်ကိုမသိဘဲနဲ့ကိုကပေါ်ပေါ်တတန်ပဲနေမယ်ကိုလို့ဆရာရှိရတယ်ပဲကိုလို့မယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲတိုးတက်နေတဲ့ဤပညာပြောင်းလဲနေတဲ့ခေတ်ပညာတွေကြားထဲမှာကိုဒီကြံခဲ့မှာပေါ့နော်ဒါကြောင့်မို့မျက်စိဖွင့်နားဖွင့်နဲ့အားလုံးကိုလေ့လာနေရမယ်ပေါ့နော်ဒါကြောင့်မို့ content writer တယောက်ကလေစာရေးတာနဲ့တင်ကိုမပြီးနေဘူးပေါ့နော်ဒါလို့စာလေးရေးလိုက်တာနဲ့တင်အားလုံးပြီးဆုံးသွားပြီဆိုတာကြီးမဟုတ်ဘူးပေါ့နော် content writer တယောက်အများကြီးလုပ်ရတယ်
ဒါဆိုလို့ရှိရင်တော့တို့တွေဒီတော့အမြဲတမ်းပြောရတယ်ပေါ့နော် target audience target customer ဆိုပြီးတော့အမြဲတမ်းပြောသွားတယ်မနေ့ကဗီဒီယိုမှာလည်းတော့ပြောရတယ်ပေါ့နော် target audience တတ်မှတ်လို့ရှိရင်အသက်20ပါတတ်မှတ်မှာလားအသက်ကြီးတဲ့လူတွေလားကိုယ့်ရဲ့ပစ္စည်းကိုဘယ်သူစီကိုရောင်းမှာလဲပေါ့နော်အဲ့တော့မနေ့ကလည်းပြောသွားတယ်ဆိုတော့အဲ့ဆိုရှင်တော့ target audience ကိုတတ်မှတ်တဲ့ခါကျလို့ရှိရင်ဘယ်လိုတတ်မှတ်ရမလဲပေါ့နော်တတ်မှတ်တဲ့ခါကျလို့ရှိရင်အရေးကြီးတာဒီပေါ့နော်ဒီ content marketing လုပ်မယ်ပဲဆိုပါစို့ပေါ့နော်ဆိုတဲ့ခါကျလို့ရှိရင်တော့ target audience target customer လိုလာပြီတော့တို့ဘယ်သူ့ကိုကြော်ညာပါလဲအဲ့ဒါဆိုလို့ရှိရင် who အရေးကြီးတယ်ပေါ့နော် what ပြီးလို့ရှိရင် why အဲ့ဒီသုံးခုသိလို့ရှိရင်တော့ရပြီပေါ့နော်တကယ်ဆိုလို့ရှိရင်တော့အနောက်မှာwhen တို့ how တို့ဆိုတာရှိသေးတယ်ဒီလားအဲ့ပြီးတော့ when ကကြတော့ဘယ်အချိန်မှာလုပ်မှာလဲပေါ့နော် how ကကြတော့ဘယ်လိုပုံစံမျိုးနဲ့တော့တို့တွေကဒီလုပ်ကြမှာလဲပေါ့နော်ဒါပေမဲ့ target audience တတ်မှတ်တဲ့ခါကျရှင်ဒီသုံးချက်ရပြီပေါ့နော်who what why တော့တို့တွေဒီအခုကြော်ညာမှာကဘာကြော်ညာမှာလဲပေါ့နော်ဒါဆိုလို့ရှိရင်ရိုးရိုးတန်းတော့စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်တော့ဒါကိုလူကိုကြည့်ပြီးတော့မှပေါ့နော်လူကိုအရင်ရွေးပြီးတော့မှ audience ရွေးမှတော့တို့ပစ္စည်းရွေးလို့ရသလိုတို့တွေပစ္စည်းရွေးပြီးတော့မှလည်း audience ကိုပြန်ပြီးတော့မှရွေးလို့ရတယ်ပေါ့နော်ဥပမာထားလိုက်ပါတော့နော်ကဂစ်တာပေါ့နော်ကဂစ်တာရောင်းမှာနော်ရဲ့ဆိုင်ကဂစ်တာရောင်းတဲ့ဆိုင်ပေါ့နော်maybe ထားလိုက်ပါတော့ဂစ်တာရောင်းတဲ့ဆိုင်လို့ရှိရင်နော်ရဲ့ audience ကဘယ်သူတွေဖြစ်မယ်ထင်လဲပြောလို့ဆိုလို့ရှိရင်ဒီ music ကိုစိတ်ဝင်စားနေတဲ့လူတွေပေါ့နော်အဲ့ဆိုလို့ရှိရင်တော့ရဲ့တတ်မှတ်ချက်ပေါ့နော်တတ်မှတ်ချက်ကဒီတချင်းကိုစိတ်ဝင်စားတဲ့သူတွေဖြစ်ရမယ်ဂီတကိုနှစ်သက်တဲ့သူတွေဖြစ်ရမှာပေါ့နော်ဘယ်လိုရမလဲဘောလုံးသမားတွေကိုဂိမ်းသမားတွေကိုတွားပြီးတော့မှ audience တွားယူလို့မရအောင်ဒါဆိုလို့ရှိရင်တော့ဒီနော်ရဲ့ဒီဂီတာကိုဘာကြောင့်မို့လို့ပေါ့နော်ဝယ်တင်တာလဲဆိုတဲ့အချက်တွေအမှတစ်ခါလေးထည့်ရမယ်အဲ့ဆိုလို့ရှိရင်ဂီတာနဲ့ပတ်သက်ပြီးတော့မှအချက်တွေအားလုံးထည့်ရတော့မယ်အဲ့ဆိုလို့ရှိရင်ယမဟာလားဘာလားအဲ့လိုမျိုးနာမည်ကြီးတဲ့တစိမ့်တွေပေါ့နော်တစိမ့်တွေဆိုလို့ရှိရင်လူတွေကဘယ်လိုမျိုးဂီတာတစ်လက်ကိုဝယ်တော့မယ်ဆိုလို့ရှိရင်ဘယ်လိုအကြောင်းအရာတွေဝယ်လဲပေါ့နော်ကိုယ့်ရဲ့ဂီတာမှာဘယ်လိုအားသာချက်တွေရှိလဲပေါ့ဒါတွေအားလုံးတော့ထည့်ရမှာပေါ့နော်ဒါဆိုလို့ရှိရင်ရွေးချယ်ခြင်းဒီအကြောင်းရင်းอ่ะပေါ့နော်တို့ဂီတာရဲ့ဘယ်လိုပြောမလဲပါဝင်ပစ္စည်းတွေလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်အခုဘယ်လိုပြောမလဲဥပမာတော့ပေးချင်တယ်ဒါပေမဲ့နွားကဂီတာကြောင့်အဲ့လောက်ထိမသိဘူးပေါ့နော်မသိတဲ့ခါကျတော့နွားဒီဂီတာရဲ့အားသာချက်တွေကြတော့မပြောပေးနိုင်ဘူးပေါ့နော်မပြောပေးနိုင်ဖြစ်အိုးကောင်းတာလားမသိအဲ့လိုမျိုးချို့တွေဆိုလို့ရှိရင်ပြောကြတာပေါ့လို့ OG OD အဲ့လိုမျိုးပြောကြအောင်နော် OG ကိုပိုကြိုက်တာလားမသိဘူးပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ music ဟိုနော်ချစ်သူတွေအတွက်ပေါ့နော်ဂီတာတီးချင်တဲ့အဲ့လိုမျိုးလူငယ်တွေအတွက်ပေါ့နော်ဂီတာမရှိမဖြစ်ဆိုတဲ့လူတို့လာတွေအတွက်တချင်းချစ်သူတို့အတွက်အဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရှိရင်ဒီမှာဟူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရွေးထုတ်လိုက်ပြီးအဲ့ဒီမှာတည်းကနေခါရဲပါဝိုင်းပေါ့နော်လုံးဝဒီဂီတာနဲ့မပတ်သက်တဲ့လူတွေပေါ့နော်ဥပမာဆိုရှင်တော့လိုမျိုးလူငယ်တော့ဟုတ်တယ်ဒါပေမဲ့တော့ဒီဂီတာကိုစိတ်ဝင်စားတဲ့သူဆိုတော့အဲ့ဆိုရှင်လူငယ်တိုင်းအတွက်မရှိမဖြစ်ဂီတာတလက်အဲ့လိုမျိုးတော့လုပ်လို့မရဘူးဆိုလူငယ်တိုင်းကဂီတာကိုမကြိုက်ဘူးပေါ့နော်ဆိုအဲ့ဆိုလို့ရှင်တို့တွေဒီဟူးနေရာမှာတေးသေးချာချာလေးကိုရွေးချယ်ရမှာပေါ့နော်လုံးဝရွေးချယ်မှုမှန်ကန်ရမယ်လူကြီးတိုင်းလည်းဂီတာမကြိုက်တာမဟုတ်ဘူးနော်တချို့ဆိုလို့ရှင်အသက်ဘယ်လိုရမလဲ40လောက်ထိရှိနေပြီ40လောက်ရှိဒါပေမဲ့တို့တွေတချင်းဆိုတဲ့ဂီတာတီးတာရှိတော့မယ်ပေါ့နော်လူငယ်ပိုင်းနေဆိုပေမဲ့လည်းဂီတာကိုစိတ်ဝင်စားတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီ audience ရွေးတဲ့ခါကြလို့ရှိရင်တသိချာချာလေးရွေးချယ်ရမယ်တတိထားရမယ်ပေါ့နော်ပြီးလို့ရှိရင်ဟိုကပေါ့နော်ဘာပစ္စည်းကိုရောင်းမှလဲအဲဆိုလို့ရှိရင်ဒီတချင်း music ပေါ့နော်ဒီတချင်းဂီတကိုစိတ်ဝင်စားနေတဲ့သူတွေကိုနော်တို့တွေကဒီဂီတာလေးတွေရောင်းကြမယ်ဒါကြောင့်မို့လို့နော်တို့ရဲ့ဂီတာကိုဝယ်ရမှလဲနော်တို့ရဲ့ဂီတာကဟိုပေါ့နော်လက်ဟောင်းဆိုလဲလက်ဟောင်းပေါ့နော်ပြီးလို့ရှိရင်ဒီ OG ဆိုလဲ OG မို့လို့ပြီးလို့ရှိရင်ဒီဂီတာနဲ့ပတ်သက်ပြီးတော့ဘာအားသာချက်တွေရှိမလဲတော့မသိဘူးပေါ့နော်ဒီပွားဟိုကီးလေးတွေဘလို့လှည့်ရတာလွယ်ကူတာလားဒါမှမဟုတ်ရှင်ဘယ်လိုပြောမလဲအတန်ထွက်မှန်တာလားအဲ့လိုမျိုးပေါ့နော်နော်တို့ရဲ့ဒီကျိုးဆိုလို့ရှင်လည်းပြတ်မလွယ်ဘူးလားဘာညာပေါ့နော်အဲ့လိုမျိုးဂီတာနဲ့ပတ်သက်ပြီးတော့မှာပေါ့အားသာချက်အားနည်းချက်ကြတော့လည်းရှိမှာပေါ့နော်နော်ဒီမှာကြတော့နော်ကိုယ်တိုင်ကဂီတာကြောင့်တိတ်မသိဘူးဆိုတော့ပေါ့အများကြီးတော့ပြောပြီးလို့တော့မတက်ဘူးပေါ့နော်လို့ရှိရပေါ့နော်ဒီ target market ကလည်းအရင်အရေးကြီးရပေါ့နော်ကျွန်တော်တို့တွေဒီ market ကိုသိရမယ်ပေါ့နော်ကျွန်တော်တို့တွေကဒီအပြင်ဆိုင်မှာပဲရောင်းမှာလားဒါမှမဟုတ်လို့ရှင်ကျွန်တော်တို့တွေ online ကနေကြော်ညာမှာလားပေါ့နော်အပြင်မှာရောင်းမယ်ဆိုကြပါစို့ပေါ့နော်ဆိုကြပါစို့ကျွန်တော်တို့ရဲ့ဒီ market ပေါ့နော်ကျွန်တော်တို့ဒီဈေးရောင်းမဲ့နေရာကဟိုလူမပေါက်ငှက်မရောက်တဲ့နေရာပေါ့နော်တောမှာပဲထားလိုက်ပါတော့တောရွာလေးမှာသွားပြီးတော့မှဂီတာဆိုင်တော့ဖွင့်လာလို့ရှင်ကျွန်တော်တို့ရဲ့ရောင်းအားလည်းရမှာမဟုတ်ဘူးပေါ့နော်ဒါဆိုရှင်ကျွန်တော်တို့တွေကခုနဘလောက်ကောင်ကဘလောက်ပဲဖြည့်ရှင်းနိုင်ဗလားပါလေးစီပေါ့နော်ကျွန်တော်တို့ကို
လာဝယ်လို့ရမှာမဟုတ်ပေါ့နော်လာဝယ်လို့ရမှာမဟုတ်တော့တွေဒီဒါကြောင့်မလို့ customer တွေအတွက်လွယ်ကူအောင်လုပ်ထားပေးရမှာပေါ့နော်ဒါကို 7P 7C သင်ခန်းစာကြလို့ရှင်တော့အသေးစိတ်ထပ်တင်ပေးမယ်ပေါ့နော် customer တွေကိုလွယ်ကူအောင်လုပ်ပေးဖို့အတွက်ပေါ့နော်ပြီးလို့ရှင်တော့တို့ရဲ့ဒီ target customer ရဲ့စိတ်အခြေအနေတွေပေါ့နော်စိတ်အခြေအနေဒီ psychology တွေပြီးလို့ရှင်တို့ရဲ့အမှုအကျင့်တွေပေါ့နော်တွေကသိထားဖို့လိုတယ်ပေါ့နော်ဥပမာတို့ရဲ့ပစ္စည်းကိုသူကမဝယ်ဘူးဝယ်ဖို့အတွက်သူကငင်းဆန်နေတယ်သူကစိတ်တော့ဝင်စားတယ်လိုတော့လိုချင်တယ်သူ့အတွက်လည်းလိုအပ်တယ်ဒါပေမဲ့ तू ကမဝယ်ဘူး तू ကငင်းဆန်တယ်ဆိုလို့ရှိရင် तू ကဘာကြောင့်မို့ငင်းဆန်နေရတာလဲ तू ဒီဘလို့အလေးကျင့်နေရှိလဲ तू ဘာတွေကိုကြိုက်တယ်လဲ तू ကဘာကြောင့်မို့လို့ပေါ့နော်ဟောဆိုလို့ရှိရင်ကဈေးကြီးတာကိုမကြိုက်တဲ့ customer လားပြီးလို့ရှိရင်ဒီဒါဈေးရတော့ကိစ္စမရှိဘူးဘယ်လောက်ဖြစ်ဖြစ်ပေးနိုင်တယ်ကျွန်တော်ကတော့ quality ပဲ quality ကောင်းလို့ရှိရင်ရပြီဒါဆိုလို့ရှိရင်သူ့ brand ဆိုတဲ့ပစ္စည်းလေးတွေကိုကျွန်တော်တို့တွေကပြပေးရမယ်ကျွန်တော်ကတော့ဒီပစ္စည်းလေးကတော့လိုချင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ budget ကတော့ဒီလောက်ပဲရှိရပေါ့နော်ဒီလောက်ပဲရှိရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မနိုင်ဘူးပေါ့နော်ဒီပစ္စည်းမနိုင်တဲ့ခါကျလို့ရှိရင်နော်တို့တွေကပြန်ပြီးတော့မှပြောပြရမယ်ပေါ့နော်ပြောပြဒီပစ္စည်းရဲ့အားသာချက်တွေအားနည်းချက်တွေအားလုံးအသုံးဝင်ပုံတွေပေါ့နော်ပြောပြချိုးကြောက်လို့ရှိရင်ရှိရဲ့ဒါကြီးကသူတို့စိတ်ထဲမှာတက်တယ်လို့မခံစားရဘူးဒါကြောင့်မို့လို့ပေါ့နော်မတန်ဘူးဒီပစ္စည်းကဈေးကြီးနေဆိုလို့ရှိရင်သူတို့တွေဒီဝယ်မှာမဟုတ်ဘူးနော်ဥပမာတင်တန်းတစ်ခုပဲဆိုပါစို့ကွာတင်တန်းတစ်ခုကပေါ့နော်ပေးရတဲ့ဈေးနဲ့သူတို့စိတ်ထဲမှာတက်တယ်လို့မခံစားရလို့ရှိရင်တက်မှာမဟုတ်ဘူးပေါ့နော်သူတို့တွေဒီပညာကိုတော့သင်ချင်တယ်ဒါပေမဲ့ဒီတင်တန်းကိုတော့သူတို့ရွေးချယ်မှာမဟုတ်ဘူးဒါကဘာလို့လဲဆိုတော့ကွာသူတို့စိတ်ထဲမှာပေါ့နော်ဒါကြီးကိုဈေးများတယ်လို့သူတို့ခံစားရလို့ပေါ့နော်ခံစားတဲ့ခါကျလို့ရှိရင်တော့အနေနဲ့ဘာလုပ်ပေးရလဲဆိုလို့ရှိရင်ဒါကပေါ့နော်ဈေးများတာမဟုတ်ဘဲနဲ့အရေးအသွေးကောင်းတယ်ဆိုတာကိုတော့တွေကပြန်ပြီးတော့မှဖြည့်ရှင်းပေးရမယ်။ပြီးလို့ရှိရင်ဒီသူများတွေနဲ့မတူတဲ့အချက်ပေါ့နော်ဈေးပေါ်တဲ့တင်တန်းအနေနဲ့ဘာတွေကွာခြားနေတယ်ဆိုတဲ့အချက်တွေကိုကိုကပြောရမှာပေါ့နော်ဒါကတင်တန်းမှမဟုတ်ဘူးနော်ကဒါဥပမာတစ်ခုအနေနဲ့ပြောလိုက်တာပေါ့နော် business ဆိုလို့ရှိရင်လည်း business ပေါ့နော်marketing ကောင်းလို့ရှိရင်လည်းဈေးကိုနှစ်ဆတင်ရောင်းရင်တော့မှရတယ်ပေါ့နော်အဲ့ဒါနွားရဲ့ဒီဆရာတယောက်ကပြောခဲ့ဘူးလေဒါဒီအသေးချာပဲနော်တို့တွေဒီဝန်ဆောင်မှုကောင်းမဲ့ customer တွေရဲ့စိတ်အခြေအနေတွေသူတို့လိုချင်တာတွေလိုအပ်တာတွေသူတို့ရဲ့ပြဿနာတွေကိုဒါဖြေရှင်းပေးနိုင်မယ်ဆိုလို့ရှိရင်တေချာပေါက်ဘယ်သူမှဈေးနှုန်းမကြည့်နေတော့ဘူးပေါ့နော်သူတို့တွေဒီ quality ကိုဝယ်ကြည့်ပြီးတော့မှဝယ်ကြမှာပေါ့နော်ဒါကြောင့်မို့လို့ပေါ့နော်ဒါကိုက marketing သဘောတရားကိုနားမလည်ဘူးဆိုလို့ရှိရင်အော်ဒီကလည်းမီးရချင်းကိုယ့်ရဲ့ပစ္စည်းဒီသူများနဲ့ရှင်လို့ရှိရင်ဈေးပေါ်နေတယ်ဆိုရင်တော့မှပေါ့နော်ရောင်းမထွက်တာမျိုးတွေရှိရပေါ့နော်သူများနဲ့ရှင်လို့ရှိရင်ကျွန်တော်ကတော့ဈေးဒီလောက်ဝယ်ထားပေးတာတော့မှကျွန်တော်ကတော့ရောင်းမထုတ်ဘူးလို့ပုံစံမျိုးတွေရှိတယ်ဒါကတကယ်ရှိတာနော်ပြောမယ်ဆိုလို့ရှိရင်ကွာသူများထက်ဈေးလျှော့ပြီးတော့အမြဲတမ်းရောင်းနေဖို့ဆိုတာမဖြစ်နိုင်ဘူးเนาะတို့တွေအမြဲတမ်းရှုံးနေမှာပဲပေါ့နော်ဈေးရောင်းတယ်ဒါပဲဖြစ်ဖြစ် business တစ်ခုလုပ်တာပဲဖြစ်ဘာပဲဖြစ်ဖြစ်တော့တို့တွေကအကျိုးမြတ်လို့ချင်လို့လုပ်ကြတာအကျိုးမြတ်တစ်ခုတစ်စုံတရာမရဘဲနဲ့ဈေးလည်းရောင်းနေရသေးတယ်ပြန်မဝယ်တဲ့အရင်တော့ပြန်မရဘဲနဲ့ရှုံးနေရတယ်ပေါ့နော်အရင်ထက်အမြတ်လေးနည်းနည်းလေးတင်တော့မှဝယ်တဲ့သူမရှိဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးမဖြစ်အောင်လို့ပေါ့နော်တို့တွေကတိထိုက်တဲ့ဒီ target customer တွေရဲ့စိတ်အခြေအနေသူတွေကဘာတွေကိုစိုးရိမ်နေရလဲသူတွေကဝယ်ဖို့ဘာအတွက်ကြောင့်မလို့ငြင်းဆန်နေရလဲပေါ့နော်သူတွေဝယ်ရတဲ့အကြောင်းရင်းတွေကိုလည်းတို့သိရမယ်သူတို့တွေငြင်းရတဲ့အကြောင်းရင်းတွေကိုလည်းတို့သိရမယ်ပေါ့နော်ဒါကကြတော့တပုတ်ရေးတာနဲ့နေကိုမဆိုင်တော့ဘူးအများကြီးဟိုမှဘယ်မှာကွာလောကလေပဲမြင့်သွားပြီပေါ့နော်ဒါခုနတစ်ပုတ်ပြီးရောပုံစံရေးပြီးတဲ့ပုံစံမျိုးမဖြစ်တော့ဘူးပေါ့နော်မကတော့ဘူးပေါ့နော်ဒါဒီလုံးဝ content marketing ကိုထဲထဲဝင်ဝင်တင်ပေးနေတဲ့အခြေအနေဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးသင်ခန်းစာမျိုးကပေါ့နော်ဘယ် content writing သင်ခန်းစာမှာရှိမှာမဟုတ်ဘူးပေါ့နော်ဒါတွေကလုံးဝဒီ marketing နဲ့ပတ်သက်တဲ့ဟာလေးတွေပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်တော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးလည်းနားလည်ကြမယ်လို့ထင်ပါတယ်ပေါ့နော်ဒီနေ့အများကြီးတော့ပြောသွားတယ်ပေါ့နော်ဒါပေမဲ့ပေါ့ပေါ့ပါပါမှတ်စရာလေးတွေပါပဲအဲဆိုလို့ရှိရင်နောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်နော်